ဖျားလောင်းဟာဟိမဝနာတောင်စိတ်တကုတ်တောင်မှာဟင်တာပေါင်း9000ရဲ့အကြီးကဲဇောဝနဟန်တာမင်းဖြစ်ခဲ့ပါတယ်ဟင်တာမင်းမှာအလွန်ရည်မြဲတဲ့အဟုန်အရှိန်ရှိပြီးမိမိထက်အရှိန်နှဲငယ်နေတဲ့ညီတော်ဟင်တာနှစ်ပါးလည်းရှိပါတယ်ဒီနေ့မှာညီတော်နှစ်ပါးကနေမင်းနဲ့အပြိုင်ပြန်တန်းကျင်တယ်လို့ပူစာကြပါတယ်ဖျားလောင်းဟင်တာမင်းကနေမင်းရဲ့အရှိန်ဟာအယံပြင်းထန်လို့အနေရရှိတယ်လို့တားမြစ်ပေမဲ့ညီတော်တွေကနားမထောင်ပဲနေမင်းနောက်ကိုလိုက်သွားကြပါတယ်ညီတော်တွေပင်ပန်းနှွမ်းနေပြီးနေရှိန်ကြောင့်လောင်ကျွမ်းတော့မဲ့အချိန်မှာဖျားလောင်းဟင်တာမင်းကအချိန်ကြီးရောက်သွားပြီးညီတော်တွေကိုတောင်ပံအောက်မှာဝက်ကဘေးကင်းရာကိုပြန်ဖို့ပေးခဲ့ပါတယ်ဟင်တာမင်းဟာမိမိရဲ့ပြန်တန်းနှုံးအရှိန်ဟုန်ဘလောက်မြင့်တယ်လဲဆိုတာကိုဘာယာနတီမင်းကြီးသိစေဖို့နန်းတော်ကိုရောက်လာပါတယ်မင်းကြီးနဲ့စကားပြောနေတော့ဟင်တာမင်းကအရှင်မင်းကြီးကျိုးရဲ့ပြန်တန်းတဲ့အရှိန်ထက်သင်္ခါရတရားတွေရဲ့ပစ္စည်းတဲ့အရှိန်ပိုပြီးမြင်ပါတယ်လူကြီးဘေးစကားဆိုခဲ့ပါတယ်လူတွေဟာငွေရရာကနေအိုမင်းချင်းတင်ချင်းစီကိုတားမရတဲ့အရှိန်နဲ့သွားနေကြတာမို့မမေ့မလျော့ပဲကုသိုလ်တရားပွားများကြဖို့တရားဟောကြားခဲ့တာဖြစ်ပါတယ်အဆုံးထိကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုထူးပင်ကျေးဇူးတင်ပါတယ်အဆဆအရာရာအစီအပြေကြပါ